皆さんこんにちは。ဒီနေ့ကတော့ Hotel ပညာဒါန video day 29ပဲဖြစ်ပါတယ်။ Ibus ကပြင်ပအရာဝတ္ထုတွေကိုပြောတာ Connew ဆိုတာကဝင်ရောက်မှုပြင်ပအရာဝတ္ထုတွေဝင်ရောက်မှုတိုက်စရနဲ့ပတ်သက်ပြီးတော့တိုက်အိုဖြည့်ရှင်းမှုတွေပေါ့နော်။ပြင်ပအရာဝတ္ထုတွေဝင်ရောက်မှုနဲ့ပတ်သက်တဲ့ဖြည့်ရှင်းမှုတွေ Ibus တော့ Ibus ပြင်ပအရာဝတ္ထုဆိုတာကတဲ့ Ibus တော့ပြင်ပအရာဝတ္ထုဆိုတာက Shokuheni hai de wa ikenai mono wo iimasu Ibus ဆိုတာကဒီအစားအစာတွေမှာဝင်လို့မရတဲ့ပါဝင်လို့မရတဲ့အရာတွေကိုပြောခြင်းဖြစ်ပါတယ်။ဒါတော့ဥပမာအနေနဲ့ဆိုလို့ရှိရင် Kamino K စပင်မွေးနောက်ကကြတော့ Purasichiku Han ဆို plastic အဖတ်တွေနောက်တစ်ခုကကြတော့ ishi ကြောက်တုံးနောက်တစ်ခုကကြတော့ mushi နာတော့တဲ့ mushi အကောင်တွေပေါ့နော်ပိုးမွားအကောင်ပလောင်တွေကိုပြောတာအဲ့ဒါတွေဖြစ်ပါတယ်တဲ့အဲ့ဒါတွေကစားစရာတွေမှာပါဝင်လို့မရတဲ့ဟာတွေပေါ့နော်အဲ့ဒါကို Ibus လို့ခေါ်တယ်။ဟုတ်ကဲ့ကြတော့မတာထပ်ပြီးတော့ပေါ့နော်စိုက်ကင်တွေကအခုဆိုလို့ရှိရင်ပေါ့နော်စကာနာယနီကုနိုဟိုနေစကာနာဒီငါပေါ့နော်ငါရဲ့အသားတွေရဲ့အယိုးအစရှိတဲ့ဖြင့်နာတော့ရတဲ့ရှောကူဆိုင်တော့အစားအစာတွေမှာအီချီဘူမိုအစားအစာတွေမှာမပါဝင်ရဘူးပေါ့နော်အဲ့လိုပုံစံမျိုးဒီမပါဝင်တဲ့အစားအစာတစ်ခုအနေနဲ့အိုကျာကူဆာမာဝဒီအဲ့တဲ့ကနေပြီးတော့ Ibus တော့နင်းရှိကိရှိတတ်မှတ်ပြီးတော့ပေါ့နော်အစားအစာတွေမှာဒီအယိုးတွေပါဝင်တဲ့အရာမဟုတ်ဘူးဆိုပြီးတော့တတ်မှတ်ပြီးတော့ပေါ့နော်ခုလဲမိုနီနာရုခိုတိုကအာဒီမာဆိုတာကကြတော့ဒီတိုင်ကြားတာတွေ complaint တက်တာတွေရှိတတ်ပါတယ်တဲ့အခုကအဲ့လိုမျိုးဖြစ်လာပြီပေါ့နော်နောက်ကကြတော့ခါတိုင် Ibus ကခါတိုင်ဆိုတာကမာကျော်တဲ့ပြင်ပအရာဝတ္ထုတွေကဆိုလို့ရှိရင်ရှော့ကူဟင်းနီဟိုင်ရုတို့ဒီစားစရာတွေမှာဝင်နေလို့ရှိရင်ဆိုတဲ့ဟိုတာဘက်တာโอเคကူဆာမာကအဲ့ဒါကိုစားမိတဲ့ဧည့်သည်ကခုချီနောနာကာဆိုတာကဒီလေချောင်းထဲမှာပေါ့နော်ပါဇက်အတွင်းကိုခေကဆူရူခါနိုဆေကအာဒီမာဆိုတာကပါဇက်အတွင်းလေချောင်းအတွင်းမှာအနာဒဏ်ရာဖြစ်မှုတွေဖြစ်ပေါ်နိုင်ပါတယ်တဲ့မာကျော်တဲ့အရာတွေကိုဧည့်သည်ကစားမိတဲ့အခါမှာပါဇက်အတွင်းလေချောင်းအတွင်းမှာဒဏ်ရာတွေဖြစ်နိုင်ပါတယ်တဲ့မတာထပ်ပြီးတော့ပေါ့နော်ဖူအေးစေးနာမနိုကအိုကျာကူဆာမာနောဒီကျမရေးနဲ့မညီညွတ်တဲ့အရာတွေကဧည့်သည်ရဲ့တိုင်နိုင်နီဟိုင်ရုတိုင်နိုင်ဆိုတာကကြတော့ဒီခန္ဓာကိုယ်အတွင်းပေါ့နော်တိုင်နိုင်နီဟိုင်ရုကိုတိုနီတဲ့ကိုတိုနီတဲ့ပေါ့နော်ခန္ဓာကိုယ်အတွင်းသို့ဝင်ရောက်သွားတဲ့အချိန်မှာကြာလို့ရှိရင်တဲ့ရှော့ကူကျူဒိုကုကိုအိုကောစခါနိုဆေမိုအာဒီမတ်ကျမရေးနဲ့မညီညွတ်တဲ့အစားအစာတွေကဒီဧည့်သည်ရဲ့ခန္ဓာကိုယ်အတွင်းကိုရောက်သွားတဲ့အချိန်ကြာလို့ရှိရင်အစာအစိမ်းသင့်မှုတွေလည်းဖြစ်ပေါ်လာနိုင်ပါတယ်တဲ့နောက်တစ်ခုကကြတော့သူက Ibus の種類ပေါ့နော် Ibus の種類ဆိုတာကဒီပြင်ပအရာတွေအမျိုးအစားသူက2မျိုးရှိတယ်ခေါ်ရှိစ Ibus ကကြတော့မာကျော်တဲ့ပြင်ပအရာတွေကိုပြောတာအဲ့တော့ခေါ်ရှိစ Ibus နဲ့ခါတိုင် Ibus နဲ့အတူတူပဲစာမွေးမှာပေါ့နော်ဒီခါတိုင် Ibus ကိုနေပြီးတော့နောက်တစ်မျိုးဘယ်လိုပြောသေးလဲဆိုလို့ရှိရင်ခေါ်ရှိစ Ibus လို့ပြောတယ်ဆိုပြီးမေးလို့ရတယ်အဲ့တော့ခါတိုင် Ibus ကဘာတွေလဲဆိုတော့ကပူရာစုချီကူဟန် plastic အဖတ်တို့နောက်ကကြတော့ဂါရာစုဟန်ဆိုတာဖန်ကွဲစတွေဖန်ကွက်အကွဲအစလေးတွေပြောနောက်တစ်ခုကကြတော့ခင်းဆိုကူဟန်ဆိုတတ်ထူပစ္စည်းအစလေးတွေ ishi နာတော့ပေါ့နော် ishi ဒီကြောက်ခဲလေးတေးသေးလေးတွေအဲ့လိုမျိုးဟာကိုသူကဘာလို့ခေါ်လဲဆိုတော့ခါတိုင် Ibus ပေါ့နော်ခေါ်ရှိစ Ibus လို့ခေါ်တယ်နောက်တစ်ခုကကြတော့နန်ရှိစ Ibus ကယာဝရခိုင်ဆိုပြောင်းတော့လေယာဝရခိုင် Ibus အဲ့တော့ယာဝရခိုင် Ibus တွေကဘာတွေလဲဆိုတော့ကမူရှိပိုးကောင်တို့ခမီနုံခေစပင်မွေးနောက်ကကြတော့ဘီနီဒူဟန်ဆိုဘနိုင်အစတွေနောက်ကကြတော့ခမီခီတယ်ပေါ့နော်ခမီခီတယ်ဆိုစက်ကူစနာတော့အစရှိတဲ့ဖြစ်ဖြစ်ပါတယ်တဲ့အဲ့တော့ Ibus Connewပိုစီနိုပွိုင်းတော့ပေါ့နော် Ibus Connew ဆိုတာက Ibus ဒီပြင်ပအရာဝတ္ထုတွေ Connew ဝင်ရောက်မှုကိုမှဘာလို့မှလဲဆိုတော့ကာကွယ်မဲ့ point တွေပေါ့နော်အဲ့တော့သူကကြတော့ချော်ဒီပါဤကိုင်ဆိုစပိုဆောင်မအပပေါ့နော်စပိုဆောင်မအပဒီပြင်ပအရာဝတ္ထုတွေပါဝင်မှုအစားအစာတွေမှာပါဝင်လာမှုကိုဘယ်လိုမျိုးကာကွယ်ရမလဲပေါ့နော်ရှောင်ကျဉ်ရမလဲဆိုတော့ပထမတစ်ချက်ကကြတော့ဘာလဲဆိုတော့ကဒိုဝါကိုအခဲပါနာစီနီရှိနိုင်ဆိုတာကတကားကိုဖွင့်လျက်သားအတိုင်းမထားရဘူးနောက်တစ်ခုကကြတော့နောက်တစ်ချက်ကကြတော့တင်းနိုင်တဲ့ဆိုတာကဆိုင်အတွင်းမှာကောမီယိုဟီရိုဦးနော်ကောမီဆိုတာကအမိုက်ကိုကောက်မယ်ဆိုင်အတွင်းမှာအမိုက်တွေပြစ်ထားတာတွေဘာတွေမရှိရဘူးအမိုက်တွေရှိနေလည်းကောက်ပေါ့နော်နောက်တစ်ခုကကြတော့တင်းနိုင်တဲ့မူစီကာယီရုခိုတိုခါကုနင်းရှိတာတင်းနိုင်တဲ့ဆိုတာကဒီဆိုင်အတွင်းမှာမူစီကာအီရုဆိုတာကအကောင်ရှိတယ်ပေါ့နော်ပိုဟဲပြပါပြအကောင်ရှိတယ်လို့အကောင်ရှိတဲ့အကြောင်းကိုခါကုနင်းရှိတာဒီအကောင်ရှိတယ်ဆိုတဲ့အကြောင်းကို
ဘာဖြစ်ပြီးတိပြီးဆိုလို့ရှိရင်စကုနေချက်ချင်းပဲဗာလဲစကားမရဲဆိုတာကဖန်စီရမယ်ပေါ့နော်ဖန်စီမယ်မူရှိနောဆိုတာကပိုးကောင်ရဲပေါ့နော်ဟာစေခန်းအင်းကိုဆိုတာကပောက်ဖွားရတဲ့အကြောင်းအရင်းပေါ့နော်နေရာကိုပေါ့အဲ့လိုမျိုးပြောချင်တာစာငါစုရှာဖွေရမယ်ပေါ့နော်ဒီပိုးကောင်ကဘယ်ကနေလာလဲဘာဖြစ်လို့ပောက်ဖွားရလဲလုံးဝအပြက်အသက်ဖြစ်သွားအောင်လို့လိုက်ပြီးတော့ရှာဖွေရမယ်နောက်တစ်ခုကကြတော့ခူးချောကီဆိုတာကကြတော့ပန်ကာပေါ့နော်ခူးချောကီနော်ဖဲလူတာဆိုတာကဒီပန်ကာရဲ့စကားပေါက်လေးတွေပေါ့နော်အပေါက်လေးတွေနောက်တော့အဲ့ဒါကိုတဲ့တေကီနီဆိုတာကပုံမှန်ပေါ့နော်ဆေးရီဆိုဆိုတာကကြတော့ပုံမှန်တန်ရှင်းရေးလုပ်ပေးရပါမယ်တဲ့နောက်ကကြတော့ခရစ်စကလစ်လေးတွေကလစ်တွေနောက်တစ်ခုကကျတော့ host case stapler mp စနာတော့ mp စခဲတဲ့အစရှိတဲ့ဖြင့်ကရှိုကူဟင်းတော့ဆိုပါတဲ့စခါဝနိုင်ပေါ့နော်ဒီအစားအစာနဲ့ပတ်သက်တဲ့နေရာတွေမှာမတုံးရပါဘူးတဲ့နောက်တစ်ခုကကျတော့မီတာရှိနာမီတကိုရေတန်ရှင်းရေးကိုခီချန်တိုစရနာတော့ပေါ့နော်တကိုရေတန်ရှင်းရေးကိုတေတေချာချာလုပ်ပေးရမယ်အစရှိတဲ့ဖြင့်အဲ့ဒါဖြစ်ပါတယ်တဲ့အဲ့ဒါကကျတော့ e-book ကိုမဝင်အောင်လို့ကောက်ွယ်နေပေါ့နော်